နောက်မှသိလိုက်ရတာလေသူကမ official စစ်တဲ့အမမှာတော့လေလူသိရှင်ချထုတ်ပြီးတော့တွေ့လိုက်ရတာအမရှိဘက်တည်းထိုင်ရတယ်အခုချိန်ကြီးမချက်သေးဘူးမောင်လေး ဘာမှအားမငယ်ပါနဲ့အမရေအဲ့ဒါလောကရန်ရဲ့ပြရုပ်တွေပါမင်္ဂလာပါအမစူမန်နီအေဂျင့်တွေလွဲတာရှင်းပြပြီးလာခဲ့တာပါ အမလေးမနှက်ထဲကမျောနေတာမောင်လေးကို ကျော်နေလေမနေ့ကလေးကလာဖို့ကြိုးစားတာပဲကားလန့်နေကတအားပိတ်နေရတယ်လေနောက်ကျသွားတယ် sorry ပါ ဟောဘာဖြစ်ဘူးရတယ်အဝေးရနေလားဆိုတော့မောင်လေးပင်ပန်းနေမှာပေါ့တခုခုလေးတောက်ပါအောင်လားဘာတောက်မလဲဘာတောက်မလဲအော်ရေလေးပဲတောက်လိုက်မှာရေကခဏကိုလည်းအကျိုးရှိရတောက်ပါလေ အမရေပဲတိုက်ချင်တာပါလား အဲ့လိုမပါမနေတောက် အဲ့ဆိုလို့ချင်းစပြီးတော့ရှင်းပြရမယ်နော်စူမန်နီဆိုတာကတော့ထိုင်းနိုင်ငံအခြေစိုက်ဖြစ်ပြီးတော့အရှိတောင်အာရှရဲ့ number 1 application ဖြစ်ပါတယ်ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုတရက်ဝင်ငွေလဲငွေထုတ်လုပ်လို့ရတယ် official ပေါ့ဗျာ အော်သူနဲ့တော့တခြားစီပါ ဗျာ မကြီးစားဟောင်းမောင်လေးရေ what အမသူ့ဘဝအတွက်ကိုတရားဝင် official တော့မဖြစ်ခဲ့ပါဘူး အော်ဖြစ်ရလေအမရေ ဟယ်လိုဟုတ်ကဲ့ခင်ဗျဟုတ်အခုကလားအခုကအတော့ကိုဘယ်လိုက်ပို့နေလေဗျဟုတ်အဲ့ဆိုကျွန်တော်ဟိုညနေတော့အမိလာခဲ့လိုက်မယ်လေနော်ဟုတ်ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်စုံဝင်တော့ဒါပဲနော်ဟုတ် မောင်ဘာတော်လဲမလေးတော့မဟုတ်ဘူးလို့ မဟုတ်ဘူးမရဲ့အဲ့လိုမျိုးပြောလိုက်လို့ရှင်ရုံးဝလူတွေလိုက်စနေလိမ့်မယ်တိလားအားကြောင့်မလို့ထင်လွဲမှာဆိုလို့နော်ထင်မလွဲနဲ့နော်ဒီမှာငုံတော့ဆန်း ဒီကဲဝင်စားနောက်မှသိလိုက်ရတာလေသူကမ official စစ်တဲ့အမမှာတော့လေလူသိရှင်ချထုတ်ပြီးတော့တွေ့လိုက်ရတာအမရှိဘက်တည်းထိုင်ရတယ်အခုချိန်ကြီးမချက်သေးဘူးမောင်လေး ဘာမှအားမငယ်ပါနဲ့အမရေအဲ့ဒါလောကရန်ရဲ့ပြရုပ်တွေပါဘာမှအားမရမလို့ sorry ပါမောင်လေးဆက်ပြောပါအောင်ဘာတွေရှိသေးလဲ ဆက်ပြောမယ်နော်နားထောင်လို့ဖြစ်ရလား ရတယ်မောင်ပြော နော်စူမန်နီကနေပြီးတော့ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုတရားဝင်ငွေလွှဲလို့ရှိရင် voucher invoice တွေပါတစ်ခါတည်းထုတ်ပေးတာအဲကြောင့်မို့လို့လုံးဝယုံကြည်စိတ်ချစွာနဲ့ငွေထုတ်လုပ်လို့ရတယ်ပြီးတော့ငွေပဲလွှဲငွေပဲထုတ်အခမဲ့ဆိုတော့နှုံးတစ်ဖက်လုံးအဆင်ပြေတာဟုတ်ဗျာ အော်မောင်ချစ်တွေက true money ထက်တောင်ပို့ပြီးတော့ဈေးကြီးနေကြတာပဲ ခမညာဟယ်လိုမပြော မောင်တန်ဘာဖြစ်နေရလဲမနေ့ကရေခဲမုံစားရများပြီလက်ဖေးနာသွားလား ဘာမှဖြစ်ပါဘူးဗျာဟောလောကိစ္စလေးအဆင်ပြေလို့ပါ ဟောမောင်ကလည်းပြောပါဘာအဆင်ပြေဖြစ်လို့လဲ မောင်အခုလောက်ကလေးလောက်ဖို့လေအရင်ကြီးအတွက်ဝင်နေလို့နေဟာအဲ့ဒါကိုဒီကနေဘယ်လိုရှာမှမသိဖြစ်နေတာမရဲ့ ဩအဲ့ဒါများမောင်ကလည်းမောက်ကူညီပေးမှာပေါ့မောင်ခဏနေကြလို့ရှိရင် true money ကနေပြီးပတ်စံဆယ်လေးလွှဲပေးလိုက်မယ်နော် Oh wow ဟိုလေမောင်လိုနေတာလေ30ရဲ့မရဲ့ အဲ့လောက်တောင်လိုတာလားရပါတယ်မောင်ရဲ့ဘာမှမဖြစ်ပါဘူးမောင်လိမ့်မရဲ့မောင်အတွက်ကြည့်တယ်နော် မောင်လေးမိုင်မောင်အတွက်ကြည့်တယ်နော် ခဏနေကြလို့ရှိရင်လွှဲပေးလိုက်မယ်နော်မောင် ဟုတ်ပြီဗျာအဲ့ဆိုရင်ဒါပဲနော်တတာအဖွာအော် sorry ပါမောင်လေးစိတ်မရှိပါနဲ့နော်အမလေးလွတ်လပ်ကမှအသေးကွဲထားတာဆိုတော့လေညရင်လွဲနေလို့ပါ အချိန်ကကုစားဆုံးပါပါအမရဲ့ဘာစိတ်ပူစရာရှိရောတယောက်မကောင်းနောက်တစ်ယောက်ပြောင်းပေါ့ပူတာတဲ့လူကတွေ့မှာပေါ့ မောင်ကလည်းဘာတွေပြောနေလဲမသိဘူးရှက်စရာကြီး ဟောလည်းဘာပြောနေလဲမသိရှက်စရာကြီး အဲ့ဆိုလို့ရှိရင်ကျွန်တော်ပြန်အောင်မယ်ဘာပဲလို့ဖုန်းဆက်လိုက်တော့သိရှိနေ Oh wow မောင်လေးပြေးဆိုင်ပြန်အောင်နော်နောက်လည်းမကြလာခဲ့